အားလုံးမင်္ဂလာမနေ့ခင်ပါဒါဖုန်းတို့အခုအရာဒီတိုင်းလေးမျက်နှာမြို့နယ်နဲ့ဆက်ဆက်ရကြေးရွာတွေမြို့နယ်တွေမှာကြုံတွေ့နေရတဲ့ရည်ဘီးနဲ့ပတ်သက်ပြီးတော့ဘုံတို့နည်းနည်းလေးအကြံပြုစကားလေးပြောချင်လို့ပါအခုဆိုရင်ပဲမြန်မာနိုင်ငံကအင်မတန်ပရိုက်တာစိတ်ထားကောင်းလွန်းလာတဲ့ရန်ကုန်မန္တလေးပဲခူးစသည်အပြင်အဲ့လိုနေရာတွေကနေပြီးတော့ပရိုက်တာကားတွေကေဇေးကားတွေအများကြီးလာတာတွေ့ရပါတယ်ဒါအင်မတန်အားတက်စရာကောင်းပါတယ်ဒါပေမဲ့ဖုန်းတို့ဆိုရင်တော့တခုရှိတယ်အဲ့ဒါဘာလဲလို့ဆိုတော့အကုန်လုံးပိတ်မိပြီးတော့ဂျမ်ဖြစ်သွားမှဆိုးတာပေါ့လေဘာကြောင့်လဲလို့ဆိုတော့အခုကတခြားနေရာတွေကရေဘေးနဲ့မတူဘူးရေကမြို့တွေရွာတွေကရေဝိုင်းပြီးတော့လမ်းတွေအကုန်ပိတ်ကုန်ပြီအခုဒါဖုန်းတို့မြင်ရတဲ့အခုပြထားတဲ့လမ်းဆိုရင်ဒါခမောက်စုဘက်ကနေအိုင်တပြူကိုသွားတဲ့လမ်းပေါ့ဒါမရင်နဲ့ဖုန်းတို့အိုင်တပြူလမ်းဆောင်ကြားပေါ့အကုန်ရေလမ်းဘေးတွေကအိမ်နေဆိုလဲအကုန်ဝင်ကုန်ပြီကားလမ်းဆိုလေရှင်အခုဒီမိနစ်အခြေအနေပေါ့1ရက်8လ2026မနေ့ပိုင်းအခြေအနေဆိုရင်စာတင်ညောင်းအိုင်တဗျူစာတင်အထက်ကစာတင်ညောင်းရဲ့ဟိုးဘက်တောက်လျှောက်နော်အဲ့ဒီလမ်းဆောင်ကနေပြီးတော့တောက်လျှောက်ဟိုးဘက်လေးမျက်နှာသွားတယ်လမ်းအကုန်ရင်မြုပ်ကုန်ပြီရင်မြုပ်တဲ့ကားတွေကလုံးဝသွားလို့မရတော့ဘူးဆိုတော့သွားလို့မရတော့ဒီကယ်ဆယ်ရေးကားတွေကဒီလမ်းပေါ်မှာပဲအကုန်ပိတ်မိပြီးတော့သွားလို့မရဆိုလာလို့မရလှုပ်လို့မရကင်လို့မရအဲ့လိုတွေဖြစ်ကုန်မှတစ်ချက်တော့ဆိုးရတယ်ပေါ့လေဆိုတော့ဒီအချိန်မှာအဓိကလိုအပ်ချက်ကတော့ဘာဖြစ်မလဲဆိုရင်ကုညီကယ်ဆယ်ရေးတွေလိုပါလိမ့်မယ်ဆိုတော့ကားထက်အခုအရေးကြီးလိုအပ်နေတာကဆက်လီတွေလှေတွေမော်တော်တွေအဲ့ဒါတွေအဓိကလိုမယ်ဘာကြောင့်လဲဆိုတော့အခုရွှေ့နေအခုထိရွှေ့နေပြောင်းနေကြရတော့ပေါ့နော်ဆိုတော့ကားလေးလိုပါတယ်ကားကတော့ဒီ interview လို့ရွာတွေနောက်ရေမမြုပ်သေးတဲ့ရွာတွေအတွက်တော့ရွှေပြောင်းရေးအတွက်ကားတွေလိုမယ်အခုရေမြုပ်သွားတဲ့လေးမျက်နှာဒေတာတို့ interview အောက်ဖက်ဒေတာတွေဆိုရင်တော့ဘုံတို့ကားမရတော့ဘူးဆက်လီတွေနဲ့ကုညီကယ်ဆယ်ကြီးတွေတချို့ကြလည်းပြောကြတယ်ဒီလောက်တာကျိုးနေတာပဲမရွှေ့ကြဘူးလားအဲ့လိုတော့အပြစ်မတင်သင့်ပါဘူးဘာကြောင့်လဲလို့ဆိုတော့လူကနေတာမဟုတ်ဘူးအင်ဂျင်ကနေတာမဟုတ်ဘူးလေကားတွေရှာအိမ်ထဲမှာလည်းကားရှိတာမဟုတ်ဘူးအင်ဂျင်100လောက်မှ10ရင်လောက်ပဲကားရှိကောင်းရှိမယ်လေဆိုတော့အဲ့လိုသူတို့ရွှေ့ကြပြောင်းချရင်းနဲ့အချိန်မမီတာအခု interview ဆိုတော်တော်မြင်တယ် interview ဆိုလို့ရှိရင်ဘုန်းတို့interview ဆိုလို့ရှိရင်ဖုန်းတို့မနေ့ကဒီနေရာကိုအခုတွေ့ရတဲ့ကားလမ်းကိုပဲဖုန်းတို့ကားဖြတ်မောင်းနေတာဘာမှမရှိသေးဘူးခုလေးမျက်နှာမှာပဲရှိသေးတာရေးရလေညဆိုရောက်လာပြီအခုမနေ့ဆိုရင် interview တရွာလုံးနှီးပါပေါ့ဒီဘက်မရင်းဘက်အချမ်းနေမြင့်တဲ့ဘက်ချမ်းလောက်ပဲဂျန်တော့တာတရွာလုံးနှီးပါအကုန်မြုပ်သွားရေးရလဲရမ်းမြန်တယ်ရေးစီကလည်းတားတန်တယ်ဆိုတော့အဓိကအဲ့လိုမျိုးကြားမှာရွှေ့ရပြောင်းရမှာဆိုတော့ရေတွေကလူတွေအတွက်ဆိုရင်တော့ဒီပစ္စည်းတွေတကြီးဘိုးဘွားတွေအတွက်နောက်ဒရိတ်ဆန်လေးတွေလည်းတနာစရာကောင်းပါတယ်အဲ့လိုဆက်လေးတွေဘာတွေလိုမယ်ပေါ့နော်ဒီဘက်